12ရက်တလ2026တနင်္လာနေ့အဖွင့်နေ့မှာတော့ကျွန်တော်ရဲ့ main ပတ်တီးဒါကျွန်တော်အားကိုးရတဲ့ကျွန်တော်ရဲ့ main ပတ်တီးကတော့မနက်ပိုင်းမှာအောင်သွားပါပြီเนาะကျွန်တော်ရှိမှာမန်ပါဝင်ထားတဲ့သူတွေရော YouTube မှာတက်ကြည့်တဲ့သူတွေကတော့အကုန်လုံးရကြမယ်လို့ထင်ပါတယ်ရတဲ့အတွက်လည်းအဖွင့်နေ့မှာဗျာမနက်ပိုင်းရထားပြီးရတဲ့အတွက်ကိုယ့်လက်ထဲကိုငွေတို့ရောက်လာပြီဆိုတော့ဝမ်းသာပါတယ်ညနေကတော့လောဘတော့မကြီးကြပါနဲ့တဲ့သမားတွေတော့အကန်လေးကနည်းနည်းခိနေသေးပါတယ်ပတ်တီးပိုက်ရှင်နေဆိုရင်တချို့ကဒီရပဲပေးလိုက်ပါလားကျွန်တော် YouTube မှာပေးထားတယ်လေဗျာအဲ့မှာတက်ကြည့်လိုက်ရပြီဟာကြီးအဲ့လောက်ထိပဲကျွန်တော်ကောင်းပေးရမှာလားဗျာပတ်တီးရောထဲရောပေးထားပြီးပါပြီပဲအဲ့လောက်လေးတော့သွားပြီးပေါ့ဗျာဟာကျွန်တော်ပြောချင်တာခမောက်တော့ပြီမကြည့်နဲ့လေဗျာအဲ့လောက်လေးတော့သွားပြီးပေါ့ပြောချင်တာကျွန်တော်ရှိမှလည်းမှန်ပါလဲဝင်လို့ရတယ်ဗျာဟိုလည်းမသွားချင်ဘူးဗျာဒီလည်းမသွားတော့ဘူးဆိုရင်ကျွန်တော်ရှိမှလည်းလေယူလို့ရတယ်မှန်ပါနော်တပတ်စာမှာကျွန်တော်3000ပဲယူတယ်ဗျာနော်အဲ့ဒါနေ့စဉ်နဲ့မြကနန်းပို့ပြီးတယ်ဗျာပတ်တီးဆိုရင်တပတ်မှာ4ချိန်ဒီပြီးခဲ့တဲ့ပတ်ဆို4ချိန်ဗျာဟိုရင်ပိုက်ဆို5ချိန်နော်အဲ့လိုဝင်တယ်အခုဒီဘက်ဆိုအဖွင့်နေအခုကျွန်တော်တို့12ရက်တလ2026ဒါတနင်္လာနေ့အဖွင့်နေဒါမနက်ပိုင်းအောင်သွားပြီကျွန်တော်ရဲ့ပတ်တီးတီးချင်တဲ့သူပတ်တီးကိုဘာလဲဆိုတာတီးချင်တဲ့သူဆို YouTube မှာတက်ကြည့်ဒီမှာကြည့်နေတဲ့မျိုးတွေလဲ YouTube ကမျိုးတွေပြောတာမနော် TikTok မှာ Facebook မှာကြည့်နေတဲ့မျိုးတွေလဲ YouTube မှာတက်ကြည့်ခဲ့တယ်ဆိုရင်အဲ့မှာ YouTube မှာတက်ကြည့်ကြည့်နော်ကျွန်တော်ရဲ့ main ပတ်တီးဘာပေးထားရဲဆိုတာနော်သူတို့တွေအကုန်လုံးအောင်ကြပြီအောင်တဲ့ဝမ်းသာတယ် line ပေါ်မှာကျွန်တော်ပေးလို့ပတ်တီးYouTube မှာကျွန်တော်တင်ထားပေးပတ်တီးအောင်တယ်ဆိုဘုရုရှိရမှာကျွန်တော်ပတ်စံမယူဘူးနော်အများအားကျွန်တော်ပြောခဲ့နောက်မှကျွန်တော် comment တွေမှာလက်မင်းနေတော့ကျွန်တော်တောင်းဝင်မယူဘူးနော်အဲ့တော့ကျွန်တော်ရဲ့ main ပတ်တီးကိုလိုချင်တဲ့သူတွေဆိုရင် YouTube မှာတက်ကြည့်လို့ရတယ် YouTube မှာမကြည့်ဆိုကျွန်တော်ရှိမှာမမလည်းဝင်လို့ရတယ်တပတ်စာအတွက်နောက်တစ်ခုကကျွန်တော်ပြောချင်တာကျွန်တော်ရှိမှာလူဟောင်းဖြစ်လူတစ်ပဲဖြစ်ဖြစ်အဲ့ဒဲကနန်းကြီးလာယူပြီးတော့ပြောလိုက်တော့ main ပတ်တီးယူပါမယ်နောက်ပြီးကြရင်ဒဲပဲထိုးလို့ပါဆိုပြီးတော့လာတဲ့သူတွေလူဟောင်းဖြစ်လူတစ်ပဲဖြစ်ကျွန်တော်နောက်ဆိုစာပြန်มาလည်းမဟုတ်တော့ဘူးကနန်းလည်းပေးမှာမဟုတ်တော့ဘူးเนาะဒီနေ့ရစပြီเนาะကျွန်တော်တပုံဝင်လေးတွေပြောထားတာเนาะနဘူးနစားတွေလာတိုက်တယ်သူများရလဲသူတို့မရဘူးเนาะဒဲပဲထိုးလို့ပါဒဲပဲထိုးလို့ပါဆိုတော့သူများရလဲသူတို့မရဘူးသူများမရလဲသူတို့မရဘူးအဲ့တော့ဒဲပဲဟိုးစားဖြစ်တဲ့သူတွေရင်တော့လူတွေပေါ့เนาะရင်တော့လူတွေရောနောက်အခုလာမဲ့သူတွေရောဒဲပဲထိုးမယ်ဆိုရင် TikTok တို့ Facebook တို့main ပတ်တီးလို့ချင်းဟို YouTube မှာတက်ကြည့်လဲကျွန်တော်ရှိမှမဟုတ်ပါဘူးလေအဲ့လိုလူမျိုးတွေဆိုကျွန်တော်ဘယ်သူမှကျွန်တော်ပေးမှာမဟုတ်တော့စားလဲပြန်မှာမဟုတ်တော့အဲ့တော့တချို့မသိသေးတဲ့မိတ်ဆွေတွေအတွက်တနင်္လာနေ့အဖွင့်နေ့အတွက်ကျွန်တော်ခဏန်းလေးပြန်អော်ပေးမယ်ကျွန်တော်မျိုးတွေအားလုံးမကန်ကောင်းကြပါစေနော်တနင်္လာနေ့အဖွင့်နေ့အတွက်64เนาะအဖွင့်နေ့အတွက်ကျွန်တော်ပြန်ပြီးတော့เนาะပြန်អော်ပေးတာပြန်ပြီးပေးတာစဉ်းစားထားပြီးတော့63ည46ကျွန်တော်ရဲ့နောက်ထပ်ကဏ္ဍအစ်စ်လေးဒီညနေတော့အစ်စ်လေး35ကျွန်တော်ရဲ့မိတ်ဆွေတွေတနေ့လာလေးအဖွင့်နေ့ညနေမှာလဲထပ်ပြီးကန်ကောင်းနိုင်ကြပါစေဆူတောင်းပေးပါတယ်မန်ပါဝင်နေတဲ့သူတွေဆိုရင်ကျွန်တော်ရှိမှလည်းဝင်လို့ရတယ်တနေ့လာလေးအဖွင့်နေ့ရတော့ကျွန်တော်တို့ကန်ကောင်းသွားပါပြီအဖွင့်နေ့မှာရသွားပြီเนาะမန်ပါဝင်ချင်းဦးအလဲကားပဲလို့ချင်းသူ YouTube မှာတင်ထားပေးတယ်အဲ့မှာ TikTok တက်ကြည့်တဲ့သူတွေ Facebook တက်ကြည့်တဲ့သူ YouTube မှာเนาะအဲ့မှာဒီမနေ့တော့ပွဲစုကုန်ရကြပြီလို့ထင်ပါတယ်เนาะပတ်တီးကတော့အောင်သွားပြီဝမ်းသာတယ်ထပ်ပြီးတော့ပြောပြပေးမယ်ကျွန်တော်တို့12ရက်တလ2026ကျွန်တော်တင်နေလာနေညနေအတွက်ပေါ့နော်ညနေအတွက်ကျွန်တော်တခါမှတော့မတင်ဘူးဒါပေမဲ့တင်ပေးလိုက်တယ်တချို့မတွေ့တဲ့သူတွေတော့ပေါ့နော်64တကွနံပါတ်1 63ညနံပါတ်3 46နံပါတ်4 85နံပါတ်5sorry ဟုတ်တယ်နံပါတ်5เนาะကနန်းအစ်စ်လေးအဲ့ဒါတော့35ကျွန်တော်ရဲ့မိတ်ဆွေတွေဒီဗီဒီယိုလေးတွေ့ပြီးတော့အားလုံးခံကောင်းကြပါစေဗီဒီယိုတော့ဆုံးအောင်ကြည့်တော့ပါနောက်မှမတွေ့ဘူးဟာကနန်းမတွေ့ဘူးဆိုတော့မလုပ်ပါနဲ့ဆုံးအောင်ကြည့်တော့ပါလို့ပြောချင်ပါတယ်ခင်ဗျာ